တော့ Esther Bev ကဘာနဲ့တူလဲဆိုတော့အင်္ဂလိပ်စာမှာဆိုလို့ရှိရင် Bev to be နဲ့တူတယ်သူကိုဘာသာပြန်မယ်ဆိုလို့ရှိရင် am is ရှိသည်ဖြစ်သည်ပေါ့နော်အဲ့တော့သူ့မှာလည်း၃ခုရှိတယ် first person အတွက်ရှိတယ် second person အတွက်ရှိတယ် third person အတွက်ရှိတယ် first person မှာဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ yo ဆိုလို့ရှိရင်သူက Esther နဲ့တွဲသုံးပေးရတယ် yo Esther ဒါဆိုလို့ရှိရင် I am နောက်တစ်ခု second person အတွက်ဆိုရင် to ဆိုလို့ရှိရင်သူက Esters နဲ့တွဲသုံးပေးရတယ် to Esters ဒါဆိုလို့ရှိရင် you are လို့ဘာသာပြန်တယ်အဲ့တော့ third person မှာဆိုရင်ဘာတွေပါလဲ L air usted ဆိုပြီးတော့ပါတယ်အဲ့တော့သူတို့အတွက်ဆိုရင်ဘာသုံးပေးရလဲဆိုတော့ Esther နဲ့တွဲသုံးပေးရတယ်အဲ့တော့ yo Esther to Esters L air usted အတွက်ဆိုလို့ရှိရင် Esther နဲ့တွဲသုံးပေးရတယ်အဲ့တော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်ဘာတွေရှိလဲ nosotros vosotros ellos ellas ustedes ရှိတယ်အဲ့တော့ nosotros အတွက်ဆိုလို့ရင်သူက estamos ကိုတွဲသုံးပေးရတယ်အဓိပ္ပာယ်က we are လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခု Esther is ဆိုလို့ရှိရင် vosotros နဲ့တွဲသုံးပေးရတယ်နောက်ဘယ်လိုအဓိပ္ပာယ်ရလဲဆိုရင် you are ပေါ့နော်အဲ့တော့ဒါက plural form အနေနဲ့ you all are မင်းတို့အားတင်းတို့အားလုံးပေါ့နော်အဲ့လိုအဓိပ္ပာယ်ရတယ်နောက်ဆုံးတစ်ခုက ellos ellas ustedes အတွက်ဆိုရင် Esther နဲ့တွဲသုံးပေးရတယ်အဲ့တော့ yo estoy tú estás él ella usted အတွက်ဆိုရင် Esther nosotros estamos vosotros estáis ellos ellas ustedes အတွက်ဆိုရင် Esther ဆိုပြီးတော့တွဲသုံးပေးရတယ်အဲ့တော့နောက်ထပ် third person အနေနဲ့ဘာတွေမှတ်ထားရမလဲဆိုတော့ဒီဘက်က Esther နဲ့ဒီဘက်က Esther အောက်ဆုံးကနှစ်ခုပေါ့နော်အဲ့တော့သူ့ကိုတခြားဘာတွေနဲ့တွဲသုံးသေးလဲဆိုတော့မှတ်ထားမှာကhe တို့ she တို့ဖြစ်တဲ့ L တို့ ella တို့မဟုတ်ဘဲနဲ့သူကနာမည်တွေပါလာမယ်ပေါ့နော်he ဆိုလို့ရှိရင်ယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူက he လို့သုံးထားတာအဲ့လိုမဟုတ်ဘဲနဲ့ဇော်တို့မောင်မောင်တို့ဆိုရင်လည်းသူက Esther ဆိုတဲ့ verb ကိုပဲသုံးပေးထားတယ်အဲ့လိုပဲ ella အတွက်ဆိုရင်လည်းမြတို့လှလှတို့ဆိုရင်လည်းသူက Esther ကိုပဲသုံးပေးရတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့singular noun တွေပေါ့နော်တချို့ဘယ်လဲစားတောက်ဆိုင်တွေရှိမယ် el restaurante တို့ el pedros တို့ပေါ့နော်အဲ့လိုsingular noun တွေဆိုလို့ရှိရင်သူတို့နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာဆိုလို့ရှိရင်သူကဒီ Esther ကိုပဲသုံးပေးရတယ်သူ့ကိုတတ်မဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တတ်မဲ့နံစားတွေနဲ့သူတို့ကိုEsther verb ကိုတွဲသုံးပေးရမယ်ဆိုရင်ဘယ် verb ကိုသုံးမလဲဆိုတော့ဒီ Esther ဆိုတဲ့ verb ကိုသုံးပေးရမယ်ဒါကကြတော့ singular form အနေနဲ့ plural form ပြောင်းသွားပြီဆိုရင် Esther ကိုပြောင်းပြီးသုံးပေးရမယ်ပေါ့နော်အဲ့ဒါကိုနောက်ပိုင်းမှာ example တွေနဲ့ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်